အဲ့တော့ပြစ္ဆုတ်ပံမှာအားထုတ်เสียမလို့တော့ဘူးပေါ့နော်အဲ့တော့ reason ပေးလို့ကောင်းတော့ပေါ့ဘာပဲဖြစ်ပြောအမှတိတ်ကအကြောင်းကြောင့်အဲ့တော့ပြစ္ဆုတ်ပံမှာအားမထုတ်ကြတော့ဘူးလုံလဝရိယတွေမရှိကြတော့ဘူးမြတ်စွာဘုရားတော့ဒီပြစ္ဆုတ်ပံကအဓိကအရေးကြီးတယ်ပြစ္ဆုတ်ပံမှာအကြောင်းကောင်းတွေလုပ်ရင်အကျိုးကောင်းရမယ်ပြစ္ဆုတ်ပံမှာလည်းရမယ်အနာဂတ်မှာလည်းဒီအကျိုးဆက်တွေခံစားရမယ်အတိတ်ကပြီးခဲ့ပြီလေဘာမှလုပ်လို့မရဘူးအနာဂတ်ကလည်းဘာမှမလာသေးဘူးကျွန်တော်ဘာလို့ပြောချင်တာလဲဆိုတော့တရားကရိုးရိုးရှင်းရှင်းလေးရဲ့ကျွန်တော်တမန်လူတွေအတွက်ကဒါပေမဲ့ကျွန်တော်နေစဉ်ဘဝထဲရောက်တဲ့အခါကျတော့အဲ့ဒီအတိရတီမနေလို့တရားကခက်တာမဟုတ်ဘူးကိုကပေါ်ပေါ်တန်တန်သဘောထားလိုက်တာထားလိုက်ပြီးတော့လေးလေးနက်နက်ဒီဟာပေါ်ပေါ်မှာမလုပ်တဲ့အတွက်ကျွန်တော်တို့ကစိတ်ထဲမှာတခုပြင်လဲဟာအတိတ်ကကံကြောင့်ဒါတွေပြောနေရတာပဲပြောချင်တာကအတိတ်ကကံလည်းရှိပါတယ်မရှိဘူးမဟုတ်ဘူးဒါပေမဲ့ကံလို့ပြောလို့ရှိရင်တော့ကျွန်တော်အတိတ်ကိုသွားစဉ်းစားတာကံဆိုတာ action ပဲကံလည်းကောင်းပါစေဉာဏ်လည်းကောင်းပါစေ